YWD Online Media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ပြည်ကြီးရှမ်းသာမဟာစေရီတော်မြို့ဦးစေရီတော်ကြီးမှာဗုဒ္ဓသာသနာဗိမာန်တော်ကြီးနတ်တော်တင်မင်္ဂလာအခမ်းအနားကျင်းပတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်ခရိုင်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကြီးပြည်ကြီးရှမ်းသာမဟာစေရီတော်မြို့ဦးစီတော်ကြီးပရုံအတွင်းမှာဆောက်လုပ်အပ်သောနယ်လုံးဆိုင်ရာဗုဒ္ဓသာသနာဗိမာန်တော်ကြီးနတ်တော်တင်မင်္ဂလာအခမ်းအနားကိုသာသနာတော်နှစ်2569ခုကောစာတက်ဂရေ1389ခုနှစ်နတော်လာပြည့်ကျော်10ရက်ခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ14ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းမင်္ဂလာအချိန်ခါကကျင်းပခဲ့ပါတယ်။အဆိုပါအခမ်းအနားကိုရောက်တော်မူလာကြကုန်သောမြို့နယ်ဩဝါဒစတီယာဆရာတော်ကြီးများမြို့နယ်တန်ခါနာကဆရာတော်ကြီးများနဲ့တက္ကမအပေါင်းတို့ကနမောတတ္တဗုဒ္ဓပနာမဂါထာရွတ်ဆိုပူဇော်၍ဗုဒ္ဓသာသနာဗိမာန်တော်ကြီးပနတ်တော်တင်မင်္ဂလာခမ်းနားကိုဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့မြို့နယ်တန်ခါနာကအဖွဲ့ဝင်ဒေါက်တာဗတ္တန္တာမာနီတာမှနတ်ပြမများကိုပင့်ဖိတ်ခဲ့ပြီးနဲ့ဩဝါဒစတီယာပန်းနိုင်ဆရာတော်ကြီးထံမှသီလဆောက်တည်ကြ၍ရေနာပနတ်တိုင်ရွှေလက်ခတ်ရွှေတရင်ပနတ်ကျိုးများကိုတန်ဃာတော်များထံဆက်ကပ်ကြပါတယ်။လက်ပြီးတန်ဃာတော်များမှပရိတ်တရားတော်များရွတ်ဖတ်တရဆက်ရှင်းမြင့်ခဲ့ပြီးဆရာတော်များကပနတ်တိုင်များကိုပရိတ်နန့်တာရီပက်ဖြန်းကရှင်းမြင့်ခဲ့ကြပါတယ်။အဲ့နောက်မှာတော့သာသနာဇောတိကဆရာတော်ကြီးရဲ့လမ်းညွှန်စီမံမှုနဲ့မြတ်စကြာဆရာဒေါက်တာဇော်ဇော်မှမင်္ဂလာအခါအချိန်ကြားလျင်နတ်တော်တင်မင်္ဂလာစီရင်ကြီးပခဲ့ပါတယ်။ဆက်လက်ပြီးမြို့နယ်ဩဝါဒစတီယာကဘာအေးဆရာတော်ဒေါက်တာဗတ္တန္တာသူမင်္ဂလာဆရာတော်ကြီးမှတမကုသိုလ်အဆူဆူရဲ့အဖို့ဘာကကိုရေဆက်သွန်းချအမျှပေးဝေခဲ့ပြီးမြို့နယ်တန်ခါနာကအဖွဲ့ဝင်ဒေါက်တာဗတ္တန္တာနန္နောဘာသာကနတ်ပြမများအားပြန်ဖို့ကဗုဒ္ဓသာသနာစီရင်တေတူ3ကြိမ်ရွတ်ဆို၍မင်္ဂလာခမ်းနားကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။အဆိုပါပနတ်တော်တင်မင်္ဂလာအခမ်းအနားကျင်းပရတဲ့ပတ်သက်ပြီးမြို့နယ်လုံးဆိုင်ရာဗုဒ္ဓသာသနာဗိမာန်တော်ကြီးတိဆောက်ရေးဥက္ကဋ္ဌဦးမြင့်စောကခုလိုပြောကြားထားပါတယ်။ဒီနေ့ကျင်းပတဲ့ပွဲလေးကတော့ကျွန်တော်တို့ပနတ်တော်တင်မင်္ဂလာအခမ်းအနားဖြစ်ပါတယ်။14ရက်12လ2025ပေါ့။ဒီနေ့ပနတ်တော်တင်မင်္ဂလာအခမ်းအနားလုပ်ပြီးတာနဲ့ကျွန်တော်တို့က19ရက်နေ့မှာအုံမြင့်တော်စီမင်္ဂလာအခမ်းအနားကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ဗိမာန်တော်ကြီးကိုကျွန်တော်တို့စတင်ပြီးတော့တည်ဆောက်ဖို့အတွက်ဆောင်ရွက်တာကတော့ကျွန်တော်တို့တလပိုင်း2020နဲ့တလပိုင်းလောက်ကနေစခဲ့တာပေါ့။အဲ့ဒီကနေပြီးတော့စခဲ့ပြီးတော့ကျွန်တော်တို့3လပိုင်းလောက်မှာမြေတန်းမင်္ဂလာကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။ဒါမျိုးနဲ့တန်ခါနာကဆရာတော်ကြီးတွေရဲ့ဦးဆောင်မှုနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့နောက်မြို့နယ်ဌာနဆိုင်ရာအဖွဲ့များပေါ့နောက်ဒီဘက်ကမြို့ဦးစီတွေရဲ့ဂောဘကဗန္နာတော်တိုင်းဂောဘကအဖွဲ့ပေါ့စုပေါင်းပြီးတော့ကျွန်တော်တို့တွေ3လပိုင်း19ရက်နေ့မှာမြေတန်းမင်္ဂလာကျွန်တော်တို့ဆောင်ရွက်ပြီးခဲ့ပါတယ်အခုအဲ့ဒီဆောင်ရွက်ပြီးတဲ့အချိန်တောက်လျှောက်ကိုလည်းကျွန်တော်တို့အစည်းအဝေးတွေအပတ်စဉ်ကျွန်တော်လုပ်ခဲ့ပါတယ်အစည်းအဝေးအပတ်စဉ်လုပ်ခဲ့ပြီးတော့အခုနှစ်မကုန်ခင်ဒီ12လပိုင်းမှာကျွန်တော်တို့ဗနတ်တင်မင်္ဂလာအခမ်းအနားနဲ့အုံမြင့်တော်စီမင်္ဂလာအခမ်းအနားကိုဆက်လက်ကျင်းပနိုင်အောင်ဆောင်ရွက်ခဲ့ပါတယ်ဗျ။ကျွန်တော်တို့ပေ200အနံကတော့96ပေပါဗျ။ခံမှန်းကာလကတော့3နှစ်ကျွန်တော်တို့ခံမှန်းထားပါတယ်။ကြာမြင့်ချိန်ပေါ့။အလှူတော်ငွေအနေနဲ့ကတော့ကျွန်တော်တို့ကုန်ကြမှုကျွန်တော်တို့ estimate တွက်ချက်ထားတာကတော့3,000ခွဲလောက်ကျွန်တော်တို့ခံမှန်းထားပါတယ်ဗျ။ကျွန်တော်တို့ဗိမာန်တော်ကြီးဒီစောက်ထားကတော့ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့မြို့နယ်မှာသာသနာရေးဆိုင်ရာလုပ်ငန်းတွေပေါ့ကျွန်တော်တို့ဒါဆောင်ရွက်ဖို့အတွက်ကမရှိမဖြစ်မြို့နယ်ရဲ့ဂုံကျက်တွေဆောင်ဒီဗိမာန်တော်ကြီးကိုကျွန်တော်တို့ကဒါဆောင်ရွက်ခြင်းဖြစ်ပါတယ်။နောက်ဘလူပွဲတွေလဲဆိုတော့ကျွန်တော်တို့တန်ခါတွေရဲ့စာမေးပွဲတွေပေါ့။နောက်ခုနဂုံမြူပွဲတွေတို့နောက်နိုင်ငံတော်အစိုးရဓမ္မစတိယစာချတန်းတို့ဒါမျိုးတွေဆောင်ပွဲတွေကကျွန်တော်တို့မြို့နယ်တိုင်းမှာကျင်းပနေတာဖြစ်ပါတယ်။ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြို့နယ်ကစာသစ်ဌာနလည်းရထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီစာမေးပွဲတွေကျင်းပဖို့နေရာအခက်အခဲရှိပါတယ်။ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဗိမာန်တော်ကြီးကိုမဖြစ်မနေကျွန်တော်တို့ဆောင်ရွက်ရမယ်ဆိုတော့မြို့နယ်တန်ခါနာကဥက္ကဋ္ဌဆရာတော်ကြီးတွေရောမြို့နယ်ရဲ့ဩဝါဒဆရာတော်ကြီးတွေရောကမိတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဥစ္စာကြီးကိုမဖြစ်မနေဆောင်ရွက်ခြင်းဖြစ်ပါတယ်ဗျ။အဆိုပါမြို့နယ်လုံးဆိုင်ရာဗုဒ္ဓသာသနာဗိမာန်တော်ကြီးကိုနှစ်ထပ်ကျောင်းဆောင်အဖြစ်တည်ဆောက်မယ်လို့သိရပါတယ်။
သာနာဗိမာန်တော်ကြီးတိဆောက်တာနဲ့ပတ်သက်ပြီးကြီးချမ်းသာမဟာစေရီတော်မြို့ဦးစေရီတော်ကြီးရဲ့ဥက္ကဋ္ဌဦးဖြိုးမင်းအေးကအခုလိုပြောကြားထားပါတယ်ကျွန်တော်တို့မျိုးကဒဂုံမျိုးတင်မြောက်ပိုင်းဆိုတာအခုနောက်ပိုင်းမှာလူကြီးတိတ်သီးပြီးတော့ဖွံ့ဖြိုးတိုးတက်လာတဲ့မျိုးပေါ့နော်ဆိုတော့မျိုးအင်္ဂါရက်နဲ့အညီကျွန်တော်တို့မျိုးမှာတခြားမျိုးတွေမှာဆိုလို့ရှိရင်ဒီသာသနာ့ဗိမာန်တော်တွေရှိပြီးသားပေါ့ဆိုတော့ဒီကျွန်တော်တို့မျိုးမှာလည်းသာသနာ့ဗိမာန်တစ်ခုကမျိုးနယ်ရဲ့ဘာသာရေးဆိုင်ရာအခမ်းအနားတွေလုပ်ဖို့မဖြစ်မနေလိုအပ်နေတဲ့စာအုပ်တစ်ခုဖြစ်ပါတယ်အဲ့တော့မျိုးသူမျိုးသားတွေအနေနဲ့ပါဝင်လို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ကဒီမျိုးရဲ့မျိုးဦးမှာဖြစ်တဲ့မျိုးဦးစီတော်ဝင်းထဲမှာဒီဗိမာန်ကိုတည်ဆောက်ဖို့ဆိုပြီးတော့ဒီနေ့ပနက်တင်တာပေါ့ပနက်တင်မင်္ဂလာအခမ်းအနားပါမယ်တန်ခါပါးရ1000လောက်ဆံမွက်ဖြည့်ဆိုနိုင်အောင်လို့ရည်ရွယ်ပြီးတော့တည်ဆောက်တာပါကျွန်တော်အဓိကတော့ဒီမြို့နယ်ရဲ့ဆံမွေးပွဲတွေပေါ့အဘိဓမ္မာဆံမွေးပွဲစာပြန်ပွဲအဲ့ဒါတွေလုပ်ဖို့ရယ်နောက်ဒီဘာသာရေးဆိုင်ရာအခမ်းအနားတွေပေါ့ဆွမ်းဆန်သိန်းလောင်းပွဲမြို့နယ်လုံးဆိုင်ရာဆွမ်းဆန်သိန်းလောင်းပွဲတို့ဘာသာရေးအခမ်းအနားတွေလုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့တည်ဆောက်တာပါဗျလောလောဆယ်ကျွန်တော်ဒီလာမယ့်19ရက်နေ့ဒီဇင်ဘာ19မှာအုတ်မြင့်စီမင်္ဂလာကျင်းပပြီးတော့ဆက်ပြီးတည်ဆောက်မှာပါမြို့သူမြို့သားတွေအနေနဲ့ရောအနိပတ်ဝန်းကျင်ကပြည်သူတွေရောပေါ့ဒီကိုမြို့မှာတည်ဆောက်တဲ့ဗိမာန်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဝိုင်းဝန်းကူညီကြပါတအားလှူဒန်းကြပါလို့နှိုးတော်ကြပါတယ်ခင်ဗျလက်ရှိမှာလည်းဒီမြို့ဦးစီဒီမှာရွှေသင်္ကန်းချကတ်နေပါပြီဒီမော်နဲ့စိတ်မှုတော်နဲ့ငှက်မြတ်နာတော်ကိုလည်းပြန်ပြီးတော့ပြုပြင်မှုအတွက်ပြင်ဆောင်ထားပါတယ်လာရောက်ပြီးတော့ဖူးမြော်ရင်းနဲ့ရွှေသင်္ကန်းကပ်ဖို့အတွက်လည်းရွှေသင်္ကန်းအတွက်လည်းလှူဒန်းနိုင်ပါတယ်ဆက်တဲ့မှာပဲဗိမာန်တော်ကြီးအတွက်လည်းပါဝင်လှူဒန်းလို့ရပါတယ်ခင်ဗျအဆိုပါမြို့နယ်လုံးဆိုင်ရာဗုဒ္ဓသာနာဗိမာန်တော်ကြီးအုတ်မြင့်စီအခမ်းအနားကိုလည်းကောစာတက်ဂရေ1388ခုနှစ်ပြာသူလဇန်တရက်ခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မနက်မင်္ဂလာရှိန်ခါမှာကျင်းပမယ်လို့သိရှိရပါတယ်ရှင်။